ကဲချက်သား1150နဲ့ early spoiler ထပ်လာပြီးသိရမယ်ထင်တယ်။အနေငယ်တော့ပြောကြည့်ကြတာပေါ့။ chapter title မှာတော့ terrible day ဆိုပြီးတော့သိရပြီးတော့ chapter cover မှာတော့Yamato က Kawamasu ကို Otama လုပ်ပေးထားတဲ့အုတ်ထုပ်လေးတွေပေးနေအောင်တွေ့ရတယ်။အရင်တည်းက Kawamasu ကဒီလိုအုတ်ထုပ်လေးစောင်းနေရှိပါတယ်။ chapter ထဲမှာတော့ကပန်းဟာ Holy Knight တွေအလုံးဝဖြည့်ရှင်းလို့မရတဲ့လူမျိုးတွေမဟုတ်ဘဲနဲ့ Luffy ကသူ့ရဲ့ Kokora Haki ကိုဒီထက်ပိုပြီးတော့သုံးတတ်ဖို့လိုချောင်းကိုရှင်းပြနေခဲ့တယ်။အဲ့ဒါအပြင် straw အထက်မှာ Luffy အပြင် Kokora Haki ကိုသုံးတတ်တဲ့လူတစ်ယောက်ရှိနေကြောင်းကိုပြောခဲ့တယ်။စန်ဂျီကတော့သူ့ကိုပြောတာထင်ပြီးပြောနေပေမဲ့တကယ်တမ်းပြောနေတာဆိုလိုဖြစ်ပါတယ်။စန်ဂျီကတော့တကယ်ဖီကျဲသွားမှသိကြတယ်။ဒီလိုဆိုလိုမှာ Kokora Haki ရှိနေတာကို Luffy ကိုယ်တိုင်ကလည်းသိနေကြောင်းပြောခဲ့ပါတယ်။ဟာရုတင်ကတော့ Luffy ကိုလွတ်ပေးဖို့ကိုလက်မခံတာဖြစ်နေပေမဲ့ Luffy ကသူ့ crew ရဲ့ထဲမှာဆိုပြီးတော့ပြောနေတယ်။သူ့ crew ရဲ့သားထည့်ပေးလိုက်မယ်ဆိုရင်ဟာရုတင်တော့လွတ်ပေးရမှာဖြစ်ပါတယ်။ဆိုတော့စန်ဂျီဟာရုတင်တို့ကတော့ဒီအကြောင်းကိုလက်မခံနိုင်ဖြစ်နေခဲ့ပါတယ်။တကယ်ဝင်လာမလာကတော့ chapter ထွက်လာရင်တင်ပေးသွားပါမယ်။အဲ့အချိန်ကပန်းဟာသူနဲ့ chance above မှာ terrible day ဆိုတဲ့မကောင်းတဲ့ရက်တရရှိကြောင်းကိုပြောခဲ့တယ်။အဲ့အချိန်ကလွန်ခဲ့တဲ့73နှစ်ကဟာကိုပြန်ပြထားပြီးတော့လူကီဟာခေဟာရကိုဘာဖြစ်လို့ War Government နဲ့ပူးပေါင်းလဲဆိုတော့သိချင်လို့လမ်းတော်စီကိုသွားခဲ့ပါတယ်။မိကျင်တဲ့အကြောင်းကြီးကတော့သူ့ရဲ့ role model စီးဘတ်ကိုအဆုံးစီရင်ခဲ့တဲ့ War Government ကိုမကျေနပ်တာကြောင့်ဖြစ်တယ်။လမ်းတော်ကိုရောက်တော့ဟာရကသူ့စစ်သားလက်ချက်တွေနဲ့နတ်ရွာဆန်နေတာကိုတွေ့ခဲ့ရတယ်။အဲ့အချိန်ဘာမှမသိတဲ့အရာတစ်ခုကရေတနာဖြစ်တဲ့ Diva Fruit ကိုခိုးယူသွားတာကိုတွေ့ခဲ့ရတယ်။ Tough flashback မှာတော့ဟာရငယ်စဉ်ကလူသားတွေရဲ့နိုင်ငံမှာဟာရဟာစိုးသွမ်းနေတာကိုပြခဲ့ပါတယ်။ဒီ chapter breakdown နဲ့ theory တွေကို channel မှာပြန်သင်ပေးသွားမှာဖြစ်တာကြောင့် like and subscribe လေးလုပ်ပေးသွားကြပါဦး။